ရောက်ကြွေတိုင်းမျက်ရည်ဝိုင်းနေအတိတ်ကဘာမြေညွမှန်းလွှမ်းရပေကိုရွာကိုဌာနေကိုပြန်ညင်ပေမဲ့ညာခင်ပဲရဲ့မောင်ကြီးမပြန်နိုင်ပဲငယ်ကျွမ်းဆွေသိပါစားလေအနှစ်နဲ့လာချစ်လာခဲ့ကြပဲခုလိုအချိန်များရောက်ရင်လေစခန်းချီကရွှေပါဘရောက်ပန်းတွေလွမ်းလေသမျှရှင်းနိုင်မှာမလားမေဘရောက်နဲ့မျက်ရည်အကြောင်းတော့သိကောင်းမှာစမေတို့ရွာချီဌာနေဟောင်းကိုလေဘရောက်နဲ့မျက်ရည်အကြောင်းတော့သိကောင်းမှာစလေတို့ရွာချီဌာနေဟောင်းကိုလေပြန်လဲတွေးလေတိုင်းမျက်ရည်ဝိုင်းမိရမေစခန်းချီကရွှေပါဘရောက်ပန်းတွေလွမ်းနေသမျှပြည်နိုင်မှာမလားမေရောက်ကြွေတိုင်းမျက်ရည်ဝိုင်းနေအတိတ်ကဘာမြေညွမှန်းလွှမ်းရပေကိုရွာကိုဌာနေကိုပြန်ညင်မေမဲ့ညာခင်ပဲရဲ့မောင်ကြီးမပြန်နိုင်ပဲငယ်ကျွမ်းဆွေသိပါစားလေအနှစ်နဲ့လာချစ်လာခဲ့ကြပဲခုလိုချိန်များရောက်ရင်လေစခန်းချီကရွှေပါဘရောက်ပန်းတွေလွမ်းလေသမျှရှင်းနိုင်မှာမလားမေဘရောက်နဲ့မျက်ရည်အကြောင်းတော့သိကောင်းမှာစမေတို့ရွာချီဌာနေဟောင်းကိုလေပြန်လဲတွေးလေတော့မျက်ရည်ဝိုင်းမိရမေစခန်းချီကရွှေပါဘရောက်ပန်းတွေလွမ်းလေသမျှရှင်းနိုင်မှာမလားမေဒီလိုရာသီတခုကြည်နူးစရာတွေတောရွာတော်သဘာဝငယ်စဉ်ကနှစ်ယောက်သားတို့အချင်းဒီလိုရာသီတခုကြည်နူးစရာတွေတောရွာတော်သဘာဝငယ်စဉ်ကနှစ်ယောက်သားတို့အချင်းဘရောက်ပန်းလေးများဖူးပွင့်ရင်လေးနှုတ်ရွှင်မြူကြပဲချစ်တာမှန်တကယ်ထူးတစ္ဆာပန်ရွယ်စုလို့နေခုတော့မေတ္တာမောင်တပြေအနေချတော့လဲမိအားမျောသေးပါပဲငယ်ရွယ်ဆွေရဲ့နှစ်တွေသာပြောင်းလေမဟောင်းနိုင်ပါပဲချစ်သူကြောင့်ထလောင်းတွေ့လို့နေဝေးတမြေချလို့နေတစ်နှစ်တစ်ခါပွင့်ရှာလေတော့ပန်းမရောက်မြင်မှကြွေလွမ်းလို့ဖြေနိုင်မှမလားမေဒီတကူကြည်နူးစရာတွေတောရွာတော်သဘာဝငယ်စဉ်ကနှစ်ယောက်သားတို့အချင်းဘရောက်ပန်းလေးများဖူးပွင့်ရင်လေနှုတ်ရွှင်မြူကြပဲချစ်တာမှန်တကယ်ထူးသစ္စာပန်ရွယ်စုလို့နေခုတော့မေတ္တာမောင်တပြေအနေချတော့လဲမိအားမျောသေးပါပဲငယ်ရွယ်ဆွေရဲ့နှစ်တွေသာပြောင်းလေမဟောင်းနိုင်ပါပဲချစ်သူကြောင့်ထလောင်းတွေ့လို့နေဝေးတမေချလို့နေတစ်နှစ်တစ်ခါပွင့်ရှာလေတော့ပန်းမရောက်မြင်မှကြွေလွမ်းလို့ဖြေနိုင်မှမလားမေဘရောက်နဲ့မျက်ရည်အကြောင်းတော့သိကောင်းမှာစမေတို့ရွာချီဌာနေဟောင်းကိုလေ
ဘရောက်နဲ့မျက်ရည်အကြောင်းတော့တီကောင်းမှသာမေတို့ရွာချေထားနေဟောင်းကိုလေပြန်လာတွေးလေတိုင်းမျက်ရည်ဝိုင်းမိရမေစခန်းချီကရွှေဝါဘရောက်ပန်းတွေလွမ်းနေသမျှရှင်နိုင်မမလားမေ